အားလုံးပဲမင်္ဂလာပါကျွန်တော်လီယန်ရုံးဆိုတဲ့ဆိုင်မှာဝေး125 IE 2026 model ကျွန်တော် brand new တွေကတော့ထပ်ရောက်နေပြီဗျာเนาะဝေး125 IE ကျွန်တော်စမကီးနဲ့ကောင်2စီးပါမယ်ပြီးရင်ကျွန်တော်ဒီမှာဝေး130စမုံနဲ့ကောင်เนาะဒီကောင်တစ်စီးပါမယ်ဗျာเนาะ2လပိုင်း18ရက်နေ့မှာဗျာကျွန်တော်တို့ဆိုင်ဝင်လာတဲ့ကောင်တွေအားဆိုကျွန်တော်စမှုစာခွန်ကထုတ်ပန်ကျွန်တော်အုံနှုံးရိုက်မှာရှိတဲ့ညီကိုတွေရောကျော်ဆိုင်ဟာမှာရှိတဲ့ညီကိုတွေရောကျော်လက်ငင်းအရေးကြလိုချင်နေဆိုရင်ကျော်လီယန်ရုံးဆိုတဲ့ဆိုင်မှာရုံကြည်ကြီးနဲ့ဝယ်ယူအားပေးလို့ရမယ်ဗျာကျော် 130cc ကနေပြီးတော့ 300cc အထိကိုယမဟာတွေရပဲဖြစ်ဖြစ်ဟွန်ဒါတွေရပဲဖြစ်ဖြစ်လိုချင်တဲ့ဘိန်းတွေအကုန်ရမယ်ဗျာနော်တိုက်ပကံပြောင်းပကံလှုပ်ရှင်တဲ့ညီကိုတွေလည်းကျွန်တော်ရှိမှာအချိန်မီဆက်သွယ်ဝယ်ယူအားပေးလို့ရမယ်ဗျာနော်အားဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်တို့တွေနောက်ဗီဒီယိုကြမှာပြန်ဆောင်ရတာပေါ့ဗျာ